အားလုံးပဲမင်္ဂလာပါဗျအခုမြင်နေရတာက stingray လို့ခေါ်တဲ့ငလေးကြောက်လေးပါလူတော်တော်များများကသူတို့ကိုအန္တရာယ်ရှိတဲ့တတ္တဝါလို့ထင်ကြပေမဲ့တကယ်တော့အရန်အေးဆေးပြီးလူကိုအရင်သွားတိုက်ခိုက်တတ်တဲ့တတ္တဝါတော့မဟုတ်ပါဘူးငလေးကြောက်တွေရေကူးတဲ့ပုံစံကလည်းတခြားငါးတွေလိုအမီးကိုခါပြီးရေကူးတာမျိုးမဟုတ်ပါဘူးသူတို့ရဲ့ဘေးတောင်ပန်ကြီးတွေကိုငှက်တကောင်အတောင်ခတ်တယ်လို့လှုပ်ရှားပြီးရေထဲမှာပြန်တန်းနေတယ်လို့ညှင်ညင်သာသာကူးခတ်ထားကြောက်ပင်လယ်ရဲ့ငှက်တွေလိုတောင်တင်စားခေါ်ကြပါတယ်ဗျstingray တွေကငမန်းတွေလိုမျိုးအယိုးနုတတ္တဝါတွေဖြစ်ပါတယ်။ဒါကြောင့်ငါးတွေလိုမာတဲ့အယိုးမရှိဘဲခန္ဓာကိုယ်တစ်ခုလုံးကိုပျော်ပြောင်းတဲ့အယိုးနုတွေနဲ့ဖွဲ့စည်းထားတာကြောင့်ရေအောက်မှာအလွန်ညင်သာစွာလှုပ်ရှားနိုင်တာပါ။သူတို့ရဲ့မျက်လုံးတွေကခန္ဓာကိုယ်အပေါ်ဘက်မှာရှိပြီးပါးစပ်နဲ့ဗဟက်တွေကတော့အောက်ဘက်မှာရှိပါတယ်။သဲတဲ့ဝိနေချိန်မှာပါးစပ်ထဲသဲမဝင်အောင်မျက်လုံးနောက်က spherical လို့ခေါ်တဲ့အသက်ရှူပေါက်ကနေရေကိုစုပ်ယူပြီးဗဟက်ကနေပြန်ထုတ်ကအသက်ရှူကြပါတယ်ဗျ။မျက်လုံးကအပေါ်မှာပါးစပ်ကအောက်မှာရှိတာကြောင့်အစာကိုမျက်စိနဲ့ဓာတ်ရိုက်မမြင်နိုင်ပါဘူး။ဒါပေမဲ့သူတို့ရဲ့မျက်နှာမှာအထူးအာယုံခံအပေါက်လေးတွေရှိပါတယ်။အဲ့ဒီအာယုံခံအင်္ဂါတွေကပဇွန်ကနန်းခယူးနဲ့ငါးသေးသေးလေးတွေကထုတ်လွတ်တဲ့အလွန်သေးငယ်တဲ့လျှက်စစ်စက်ကွင်းလေးတွေကိုအာယုံခံနိုင်တာကြောင့်သဲအောက်မှာပုံနေတဲ့အစာကိုတောင်ရှာဖွေနိုင်ပါတယ်။သူတို့ကသဲထဲမှာဝစ်နေတာဟာအိတ်နေတာမဟုတ်ပါဘူး။ကိုကိုဖုံးကွယ်ထားပြီးရန်သူကိုရှောင်ရှားဖို့နဲ့အစာကိုစောင့်ဖမ်းဖို့ဖြစ်ပါတယ်။အစာတွေအနားရောက်လာတာနဲ့အမြန်ဖမ်းယူစားတောက်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ stingray တွေမှာခြုံထက်တဲ့သွားမရှိပါဘူး။အဲ့ဒီအစာပြားပြီးတန်မာတဲ့သွားပြားတွေရှိတာကြောင့်ကနန်းပဇွန်ခယူးတို့လိုအခွန်မာတတ္တဝါတွေကိုအလွယ်တကူကြိတ်ချနိုင်ပါတယ်။ဒါအပြင်ထူးဆန်းတာလေးတစ်ခုကလူအများစုမသိသေးတဲ့အချက်တစ်ခုကတော့ stingray တွေဟာတခြားငါးတွေလိုဥဥပြီးမျိုးမပွားကြပါဘူး။မိခင်ရဲ့ခန္ဓာကိုယ်အတွင်းမှာပဲသတိတည်ပြီးဖွံ့ဖြိုးလာတဲ့သားပေါက်လေးတွေကိုအကောင်လိုက်မွေးဖွားကြပါတယ်။မွေးလာတဲ့သားပေါက်လေးတွေကလည်းမိဘတွေပုံစံအတိုင်းပြည့်စုံပြီးသားဖြစ်တာကြောင့်မွေးချင်းမှာပဲရေကူးနိုင်တယ်လို့အစာရှာပြီးကိုယ့်ဘာသာကိုအသက်ရှင်နိုင်ကြပါတယ်။လူအများစုကြောက်ကြတာကတော့သူတို့ရဲ့အမီးပါ။တကယ်တော့ stingray တွေကလူတွေကိုအရင်သွားတိုက်ခိုက်တတ်တဲ့တတ္တဝါတော့မဟုတ်ပါဘူး။ဒါပေမဲ့သဲထဲမှာဝစ်နေတဲ့သူတို့ကိုမမြင်ပဲတက်နေမိတာဒါမှမဟုတ်အတင်းဖမ်းဖို့ကြိုးစားတဲ့အခါမှသာကိုကာဝယ်ဖို့အမီးမှာရှိတဲ့စူးကြုံနဲ့တုံ့ပြန်တတ်တာပါအဲ့ဒီအမီးမှာအစိတ်ပါဝင်တဲ့တီရှူးတွေရှိတာကြောင့်ထိုးမိရင်အလွန်နာကျင်ကြိုက်ခဲပြီးအခန့်ရခတ်တာမှုအမြန်ဆေးကူးသားဖို့လိုအပ်ပါတယ်ဒါကြောင့် stingray တွေကိုရေထဲမှာတွေ့ရင်ကြောက်ပြီးအနောက်ရှက်ပေးစရာမလိုပါဘူးသူတို့ရဲ့တဘာဝနေထိုင်မှုပုံစံကိုလေးစားပြီးအကွာအဝေးတစ်ခုကနေငြိမ်သက်စွာကြည့်ရှုရင်းသူတို့ရဲ့အလားတရားနဲ့အံ့ဩဖွယ်အပြုမှုတွေကိုအန္တရာယ်ကင်းခံစားနိုင်ပါတယ်။ပင်လယ်တတ္တဝါတိုင်းဟာတဘာဝဂေယစနစ်ရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တာကြောင့်သူတို့ကိုချစ်ခင်တန်ဖိုးထားပြီးအတူတကွထိန်းသိမ်းဆောက်ရှောက်ကြပါလို့ပြောကြရင်းနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ဗျ။အားလုံးဘိုင်ဘိုင်